အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ရာဂူဟာတာလို့ခေါ်တဲ့စေခိုင်းတဆင့်ပြောမွန်ဘော့လေးပဲဖြစ်ပါတယ်ကဲအဲ့တော့ဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော် A က B ကိုပြောလိုက်တဲ့အလုပ်ကြိုးကြိုးစားစားလုပ်ပါဆိုပြီးတော့ပြောလိုက်တဲ့ရောရှင်းမိအထာစေရောအဲ့ဒါကို A ကနေ B ကိုလို့ပြောတာဆိုဓာတ်ရိုက်ပြောလိုက်အဲ့ဒါကိုနောက်တစ်ခုက B ကနေပြီးတော့ C ကိုတဆင့်ပြန်ပြီးတော့ပြောတယ် A ကအလုပ်ကြိုးကြိုးစားစားလုပ်ပါလို့ပြောတယ် A ရှိကရောရှင်းမိအဟာရာကိုဟက်ဆော်ရောအလုပ်ကြိုးကြိုးစားစားလုပ်ပါလို့ပြောခဲ့တယ်အဲ့လိုမျိုးတဆင့်ပြောပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်စေခိုင်းတဆင့်ပြောကိုရီးယားလိုပြောရင်ရာဂိုဟာတာအတူချုံရင်လေယိုအတိတ်ပဲသည်ပါလို့ပြောသည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်။ကဲအဲ့တော့သူတို့ရဲ့ pattern လေးကိုဆက်ပြီးတော့လေ့လာကြည့်မယ်။သူသည်ဒုံစာ verb form ရှိပါတယ်။မြန်မာလိုအနဲ့အဓိပ္ပာယ်ပါလို့ပြောသည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်။ကဲအဲ့တော့ကြည့်မယ်အသက်ပါလို့ရှိရင်အိုရာကိုဟာတာဖြစ်ပြီးတော့အသက်မပါရင်ရာကိုဟာတာဖြစ်တယ်။အတူချုံးမှလည်းအဲ့လိုပဲအသက်ပါလို့ရှိရင်ဥလေယိုဖြစ်ပြီးတော့အသက်မပါရင်လေယိုဖြစ်တယ်အငင်းမှဆိုလို့ရှိရင်သူ့ရဲ့အနက်အဓိပ္ပာယ်ဒီမပါနေလို့ပြောသည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ကဲအဲ့တော့ဘယ်လိုမျိုးပြောလဲဂျီမာရာကိုဟာတာနမပါနေလို့ပြောသည်ကဲအဲ့တော့ဂါတာသွားသည်ကိုနော်တဆင့်ပြောစေခိုင်းတဆင့်ပြောဆိုလို့ရှိရင်ဘယ်လိုပြောမလဲဂါတာဆိုရင်ဂါရာကိုဟာတာဂါအတူချုံရင်ဂါလေယောမန္ဒရတာပြုလုပ်သည်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုသုံးလဲမန္ဒရတာဒီဘာလဲဆိုရင်အသက်ပါတဲ့အတွက်ကြောင့်မလို့ဘာနဲ့ကဲ့ရမလဲဥရာကိုဟာတာနဲ့ကဲ့ရဒါပေမဲ့ချွင်းချက်မှာလာနဲ့ဥတန်နဲ့တွေ့ရင်ဘာပြုတ်သွားလဲဆိုရင်ဥပြုတ်တဲ့အတွက်ကြောင့်မို့လို့မန္ဒရာကိုဟာတာပြုလုပ်ပါလို့ပြောသည်အတူချုံရင်မန္ဒလေယောပြုလုပ်ပါလို့ပြောသည်တူတူပဲဒုပတာဒီဘာမှပိုင်းဆိုချွင်းချက်ပါတက်ထဲမှာပါတယ်ချွင်းချက်ပါတက်ဒီဘာတွေ့တယ်အနဲ့တွေ့ရင်ဘာဖြစ်တယ်ဥပြောင်းတယ်ဟုတ်ပြီနော်ဒီချွင်းချက်လေးတွေကတော့နောက် section လေးတွေမှာရှင်းပြပေးသွားပါမယ်ကဲအဲ့တော့ကူညီပါလို့ပြောသည်ဆိုရှင်ဒိုဦးရာကိုဟာတာကူညီပါလို့ပြောသည်ရာကိုဟာတာအတူချုံတော့ဒိုဦးလေကိုကူညီပါလို့ပြောသည်ကဲအဲ့တော့ဒီ example လေးတွေကြည့်မယ်အမေကဖဲရသည်ဖြော်ရည်လုပ်ပေးပါလို့ပြောခဲ့တယ်။အမကစူပါဂျူဆူရိုမန်ဒရာကိုဟက်ဆော်ရပြုလုပ်ပါလို့ပြောခဲ့တယ်။ဆရာကမနှက်ဖြန်နောက်မကြပါနဲ့ပြောခဲ့တယ်။ဆောစိန်ကြီးမီနေဤနုကြီးမာရာကိုဟက်ဆော်ရနောက်မကြပါနဲ့လို့ပြောခဲ့တယ်။ကဲအဲ့တော့အတူချုံလေးတွေဟိုးအရင်အရှိမှလဲပေါ့နော်အဲ့လိုမျိုးမုံဘော့လေးမှာအတူချုံလေးတွေလည်းပြောတာလေးရှိရဲကိုရီးယားစကားပြောမှဆိုလို့ရှိရင်နေမြန်သွားတော့လို့နေမြန်လားနေနောက်မကြနဲ့အဲ့လိုမျိုးလေးတွေလေနောက်မကြနဲ့လို့ဆိုနေအဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါဘာလို့လဲဆိုရှင် तू ကသူများကိုလှုပ်လိုက်တော့ဆိုပြီးတော့ तू ကစေခိုင်းလိုက်တဲ့သဘောအဲ့လိုဆိုမြန်သွားတော့လို့ဆိုတော့ပါရီကာတာကိုဒီလိုလေးတွေတုံးလို့ရတယ်ကဲအဲ့တော့ဒီကိုရီးယားဘာသာစကားမှာပေါ့နော်အဓိကတောင်ကြီး၄တောင်ပေါ့အဲ့တောင်ကြီး၄တောင်မှာတထောင်ဖြစ်တဲ့ direct indirect အကြောင်းလေးတွေကိုပြောပြပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမွန်ဘော့လေးတွေကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ကဲအဲ့တော့နောက်ဗီဒီယိုလေးမှာဘလို့အကြောင်းနဲ့ပတ်သက်ပြီးမျှဝေပေးမယ်ဆိုတာဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်